Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Starlight လေးဖောက်မယ်ကျွန်တော်တို့6 Pro လေးလောက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အခုချိန်မှာ Starlight ဖောက်မယ်ကျွန်တော်ပထမဆုံးတစ်ခုပဲ10ခုပဲရင်ဖောက်တယ်ဘာမှမပေါက်ဘူးကျေးဇူးရသေးရဲ့နောက်တစ်ခုထပ်ဖောက်တယ် Okay ပါပေါက်မလဲအဲ့ကကြာကြီးကဘာလို့မလဲမသိဘူးဒါပေမဲ့ကျွန်တော်မှ900ကျော်ရှိရဲ့ skin တော့ဝယ်လို့ရတယ်ဒါပေမဲ့ Starlight ရမှဝယ်လို့ရမှာဟာနောက်တစ်ခုလည်းထပ်မပေါက်ရဘူးအမအကူမနိုင်မိသွားအမ3ဘာပေါက်မလဲStarlight ဟာမပေါက်ဘူး Starlight ဒုံ Starlight ဒုံ Starlight Starlight ပေါက်သွားတယ်မပေါက်ဘူးစားတာပါဗျာ Okay မပေါက်ဘူး Okay ကြည့် Okay အခုကျွန်တော်ချောင်းကိုင်မယ် Okay ကျွန်တော်အခုနဲ့ပဲဆိုလိုက်ပါမယ်နော်အမလားတော့ဒီအမလားမှတုံးလိုက်တော့မယ် Okay ဒီပွဲလေးရှုံးမလားနိုင်မလား Okay ကျွန်တော်တို့ဘက်ကတော့နမကြီးတွေနဲ့ဟုတ်မလားတော့မသိဘူးနမကြီးတွေနဲ့ဟုတ်ရင်ဟုတ်ပေါ့ကြာနော်အလီကဲမှကျတော့အကနဲ့ကျွန်တော်ကတော့အကနဲ့လောက်မှာပေါ့နော်ဟုတ်တယ်အကနဲ့အလီကဲမှတော့အကနဲ့ရှင်ချတာကောင်းမှထင်တယ်သူစစ်မရှိဘူးဆိုအမှကျွန်တော်တွင်းနေကသူပတ်စိတ်ကြီးနဲ့ expand နဲ့လိုက်ခုတ်တယ်ရှော့မသူညှာခေါ်ကြတယ်ကြည့်နေအဲ့လိုတာဝါတဲ့ဝင်ကြီးဝမ်း enemy ဆိုသူရှိမှာကိုခရက်ကိုဘာစားပြအဲ့လိုတခါတည်းလက်တမ်းမစားနဲ့တော့အဲ့လိုတစ်ချက်ချင်းစီထိုးထွက်လာလဲမကြည့်နေတွေ့လားဗီဒီယိုမင်းဒေါ်လာကုန်နေကျွန်တော်ပြမလွယ်ဘူးတွေ့လားအဲ့မှာကျွန်တော်မှားသွားလိုက်ထိုးလိုက်ရမယ်ကျွန်တော်မှားသွားကြအဲ့တော့ဟိုကမ်ဒီရောဒီမှာဆိုကျွန်တော်တာဝါတဲ့နဲ့တွားပြီးတော့နိုင်မယ်ဆိုပြီးတော့ချတာဟိုကကြံကြိတ်လိုက်တော့ဒီဖလစ်ကရှိလို့မတည်သွားတာကျွန်တော်အင်ဂျင်လိုက်တာတော့ဒီဟိုဘက်ကတော့မရောက်လာလို့ဒီမှာဆိုရင်ကျွန်တော်ကလို့ခရစ်ရှင်းနေတော့အမှသူနဲ့ဘာမှရှင်းချရတော့ကျွန်တော်စစ်ပွင့်တော့မယ်ဆိုပြီးမတီးပဲချတာဟိုနားလေးရောက်သူကလည်းစစ်ပွင့်တာနဲ့တွန်းတူကြည့်နေမကြည့်နေလိုက်သူခရစ်စားနေအဲ့ကျမှကြုံဝင်ထိုးပြီးတော့တာဝါတဲ့ကိုကြံကန်လိုက်ရမှာဒါပေမဲ့အမှသူစစ်ပွင့်လာလို့ကျွန်တော်လည်းကြံပတ်ခဲ့တယ်အမှသူကျွန်တော်အကွက်ကျွန်တော်ကြံမိသွားကိုခရက်ကိုကျော်ရှိမှစားပြနေတယ်သူကကျွန်တော်လည်းတွားပြီးတွားချအောင်ဒီမှာဟိုရောက်လာအမှကျွန်တော်ပြန်ကြည့်လာဆိုလဲကျွန်တော်တို့ဘက်ကလူကတယောက်မှလာမကူကြအောင်အမှကျွန်တော်ချကြည့်အမှကျင်းနေကျွန်တော်ခြုံထဲမှာဟိုကောင်ရှိသေးလားဆိုတော့စကြမရှိတော့အဲ့ကျွန်တော် easily Christian နေအမှဟိုကျွန်တော်ကကောင်းနေမတက်နေအမှဟိုကောင်သူနည်းနည်းလေးနဲ့ပြန်ထွက်လာအမှကျွန်တော်တခုမိသွားကျွန်တော်တခုမိသွားကြည့်နေစစ်ကန်သူစစ်ကကျောင်းစစ်ကိုကြက်တယ်ဆိုတော့ကျွန်တော်မိသွားအမှတီရောအမှ6 Pro လေးတိုင်နေပတ်ကောပြသွားကျွန်တော်နဲ့သူနဲ့ရေဆက်ဆောင်ချက်အမှလမ်းမှာထပ်တွေ့ရောသူမရှိဘူးဆိုကိုရှိခွက်ဖို့လို့အမှချုံနေပုံကျောင်းမှာဟိုထွက်တယ်အမှကျုံဟိုရှိဗလဲဒါလည်းသူနာမည်မေ့နေဗလဲသူနာမည်မေ့နေအဲ့ကောင်ရှိသွားဂျူလီယန်ရှိသွားဂျူလီယန်ကျန်လို့အမှကျွန်တော်တို့ရဲ့ hyper ယူရောင်းစားခဲ့လိုက်တယ်အမှမစမလာချတာအမှကျွန်တော်စစ်နဲ့ကန်ပြီးလိုက်ပြီးတော့တာဝါကြည့်လို့သူတည်ရောဒီမှာဆိုလည်းကျွန်တော်ဂူရှင်းဝင်တက်သွားပြီးရောမှာဒီမှာကြည့်နေကျွန်တော်ကောက်စားကြည့်ရမယ်ကောက်စားရဲ့နေရာမှာတော့ကျွန်တော်ဆရာတဆူကြည့်နေအရင်ဆုံးဂူရှင်းကိုကန်လိုက်တယ်အမှတီရောအမှတွင်းနေလေးနဲ့ဒီဘက်ကြည့်လာကျွန်တော်ဝင်ထိုးပလိုက်တီရော hyper drum စင်မကောမစမထက်လာကျွန်တော်မစမလိုက်မယ်လို့ဒါပေမဲ့အနောက်မှာရင်ရှိနေရင်တူးနေမိသွားသေးရေးတယ်ဆိုကျွန်တော်မစမစစ်ဝင်ခေါ်လိုက်ကျွန်တော် hyper ကိုစေးပေးလိုက်တယ်ကျွန်တော်ခွင်ကြာလိုက်ပြတော့ကျွန်တော်လိုက်သွားဒါပေမဲ့အနောက်မှာရင်ရှိတော့ကျွန်တော်ရင်ကိုမထိန်လိုက်တယ်ရင်ကကျွန်တော်စစ်တဲ့ခေါ်ပါတယ်ရောကျွန်တော်တူးလေးနဲ့ရှောင်းရင်သူ့ကိုခဲတဲ့ဟာကြီးနဲ့ဆိုကျွန်တော်ခဲသွားအမှပြန်ကန်တယ်သူလည်းတွင်းနေလေးကိုလည်းတွင်းနေလေးကျင်နေရှင်းချအမှသူ့စစ်ကုံကအမှရဲ့
Oh my god အမကြည့်လိုက်နာနာရဲ့စကီးကိုရှူ Oh my ရှူလို့ထားလိုက်ပါတော့ဒီတိုင်းပဲပေါ့နော်ကျွန်တော်လည်းလူဆိုတာအမှန်နဲ့မကင်းဘူးဆိုခွလို့ပေးလိုက်ဒီမှာဆိုလဲကျွန်တော်မမဂျူလီယန်တွေ့လိုက်လို့ဟိုက်ပါနဲ့လာတာဟိုက်ပါတမ်းမလာဘူးဘက်ဆိုင်နေသေးတယ်ကျွန်တော်ကန်လိုက်တာဟိုက်ပါဟိုးဘက်ရောက်သွားအမကျွန်တော်အရင်သေးသွားပြီးလဲပြောဟိုက်ပါလော်ယူသွားခုန်နေတယ်နမတ်နဲ့နော်အမဟိုက်ပါထက်သေးဂျူလီကျွန်တော်တို့မေကမကြည့်ဘဲနဲ့ဂျူလီယန်ကိုရှင်ခုတ်ဂျူလီယန်လိုက်ချတော့မတီးရောကျွန်တော်စိတ်ညစ်ပါတယ်အဲ့ဒီချိန်မှာကျွန်တော်ရဲ့ချစ်စရာတင်းမလေးတွေအရှုံးပေးလိုက်ပါတယ်တဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါ